ဘန်ကောက်ဆွန်ဂရန်ဖက်စတီဗယ်မှာမဖြစ်မနေသွားတဲ့နေရာလေးတစ်ခုကိုဒီနေ့ခေါ်သွားမယ်ဒီနေရာလေးကမိသားစုတငယ်ချင်းချစ်သူရည်စားတွေလာမယ်ဆိုရင်အေးအေးဆေးဆေးလေးနဲ့အရန်ကိုချေးလို့ကောင်းပြီးတော့ fun ဖြစ်တယ်တယောက်နဲ့တယောက်ပေါ့ပပလေးကွာဝါတာကန်လေးနဲ့ရေလဲလုံးဝဆူပြီးတော့စိတ်ကိုလုံးဝ refresh ဖြစ်စေရယ်ညပဲချမ်းမလူအများကြီးပါမှာအဲ့ရေဘုံလေးရေခွေလေးနဲ့ ရေဘုံလေးကိုရှက်ပတ်တယ်မမလို့ မမေဘူးကွယ်ဘာဆင်းလို့လားသူတို့ ဆင်းတယ်ဆိုရင်တော့ဆုံးခဏပပြီးတော့ပထမဆုံးနေ့မှာဆုံးခဏမှာတော့ပဲဆုံးခဏမှာတော့ကြာမကြသေးပါဘူးဒီနေ့12ရက်နေ့ April 12ရက်နေ့ ဆီယမ်စကွဲဆီယမ်ကိုလာပြီးတော့စုတ်ကရမ်ရေကစားမှာဖြစ်ပါတယ် ယေးစုတ်ကရမ် ဘာနဲ့ပေါ့မယ်မျက်မှန်လို့မျက်မှန်ဝယ်နေရပါမလေးမျက်မှန်ရပါပြီโอเคလားရပြီมาတော့ dash me တိုင်တယ် dash me တပူတော့ရပြီโอ้ยပြန်တယ်မှာရှယ်ဆော့နေကြဖောင်းနေနဲ့ဆိုဟေး dash me ကပိုင်းမပါဘူးလား dash me တော့ရပါမေးလဲရ dash me ဟေး dash me ပဲတော့ဒီမှာ no ပဲတော့အေးလိုက်တာဘူးပတ်တာမလို့ဟေးအော်ဒီမှာရေခဲလားဒီမှာရေဖြစ်လို့ရပါတယ်ဒီနေရာတော့အလကားရေဖြစ်လို့ရတယ်နော်ပြီးလားရေရှိရတယ်ပဲရေပြည့်ပဲဘာလို့ထက်တဲ့လားဟောဘက်ထရီရေစုပ်ကောင်းတယ်ဟိုးဘယ်ရောက်သွားလဲအမားတို့ ဆုံးခန့်မားရဟာောဟိုမှာစောင့်နေရရေဖွင့်ပါပါရေပိတ်တာလို့ရှယ်တွေပတ်နေပါတော်တော်များများတော့ဆွန်ခရန်ရေမစိုးဘူးပြောတာဒီမှာတော့တော်တော်ရေဆိုပါတယ်အကုန်လုံးလည်းပတ်ကြပါတယ်
ကြတော့စောင့်နေတာပါအကုန်လုံးကွာပေါ်ကနေရေကျလာတော့မယ်အကုန်လုံးစောင့်နေတာကျတယ်ပုံမဆောင်သေးဘူးပုံကတော်တော်လူသေးရဲ့အာဟေး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 တော်ရွှဲနေပါလေဘူးလားပဲလားဘူးလားဟိုမှာအမပြီးသားတော့ဟိုမှာပြစ်ကုန်ညပြစ်ကုန်ပါခင်ဗျပြစ်ကုန်ပါခင်ဗျဒီမှာတော့ခြေကတော့စိတ်ကြိုက်ထည့်လို့ရပါတယ်ဒီမှာရေထည့်တာလည်းအကုန်လုံး free ပါရေကြိုက်သလောက်ထဲလမ်းလျှောက်ပြီးတော့ရေပတ်တယ်လူကလေးတွေဒီသားစုတွေ family တွေပုံများရပါတော့အဲ့ဆိုပြီးတော့လည်းယူရောဒီမှာစတိတ်ရှိုးရှိရရေကုန်သွားရလားဆိုကုန်ကျော်မလားဒီမှာစတိတ်ရှိုးရှိရအေးလေရေခဲရေနဲ့လည်းပတ်ပါတယ်ဒီမှာရေခဲရေထဲတင်နေတော့ကြောင်းနေတာရှိပါတယ်ရေခဲရေရိုးရေကတော့ငါးပုံးနေချလာပဲကိုယ့်ဘာကိုဒီကုံဝိုင်းဆက်ဖြစ်လို့ရတယ်မမတ်တွေလည်းရောင်းတယ်မျက်မှန်တွေလည်းရောင်းတယ်တွေလည်းများတယ်ဆိုတဲ့ဘက်ကနေပြီးတော့ဒီဘက်မှာဘိုက်စာလို့ဒါကြည့်ရပါမုတ်တီကတော့အစုံပါပဲခေါက်ဆွဲပြုတ်ပဲဆိုင်အောင်လားမသိပါဘူးပါသမင်းညော်တွေပါရဲ့ရှင်ဟင်းနေရှင်သမင်းနဲ့ဟင်းတဲ့ခေါက်ဆွဲပြုတ်ကပိုကောင်းတယ်ဒီဆိုတာဆိုဘယ်နာကခေါက်ဆွဲပြုတ်အော်ဒါလေးမစိုးဒီစားဟာစားကြတယ်ဒါလေးမစိုးစားဟာလေးစားဒါလေးမစိုး我靠出来啥 and this one yeah 花的ဆလာလာယူပါလားဒီကြတော့ထိုင်သားလိုက်မအောင်ပါလူကစားတော့နေကြပါရေနာကြနေကြည9နာရီခွဲနေပါပြီည9နာရီခွဲမှာပို့ပြီးတော့လူတွေများလာပြီးတော့ share တစ်ခတ်နေကြပါမလေးအေးလိုက်တာဒီကဲအေးနေ
ထည့်ပေးမယ်ထည့်ပေးမယ်ရှယ်ထည့်ရပါတယ်ဒီမှာအလကားထည့်ရလို့ပါ10ဘက်လာဆိုဘက်တော်ဘူးလောက်ရှိတယ်ရေရကရနာတဲ့နဲ့ဆိုရင်တော့ ဒီနေ့ကတော့ A1 ပြီးဆုံးသွားပါ A1 ကိုဆီယမ်မှာရေလာကစားတာပြီးဆုံးတော့ပါပြီဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက်ရက်တွေမှာဖဲတွေသွားပြီးဘလိုတွေဆော့မလဲဆိုတာဆက်လက်ဆောက်ကြည့်ပါ bye မားတယ် bye ဘာဘ bye